နော်ရဲ့ဒီဇိုင်နာဆွဲပေးထားခဲ့တဲ့ဒီရဲ့ shoe share ဆိုတဲ့လက်ရေးစလုံးပေါ့နော်ပြောရင်ပကြီးစလုံးကိုပဲတိုက်ရိုက်ကူးချပြီးတော့မှစင်တူရိုးမှလုပ်ခဲ့တဲ့ပုံမှာတော့တော်တော်စိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်ဒီလက်ဖက် industry မှာ shoe share ဆိုတဲ့နာမည်ရှမ်းရွှေတောင် shoe share ကို market ထဲမှာစတင်ပြီးတော့ဖောက်တဲ့အခါမှာအခက်အခဲတွေအများကြီးရှိခဲ့ပါတယ်ကုန်ပစ္စည်းအသစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စားသုံးသူကဒီလက်ခံလာဖို့အတွက်ကိုကျွန်တော်တို့အများကြီးစူးစမ်းခဲ့ရပါတယ်ကျွန်တော်လုပ်ငန်းစကားစားမှာလဲကျွန်တော်ကိုယ်တိုင်အယောင်သမားတစ်ယောက်အဖြစ်ကျွန်တော်ကဒီရဲ့ site တိုင်းကိုလိုက်ပြီးတော့မှဒီရဲ့ marketing ကိုလုပ်ရပါတယ်ဆိုတဲ့အခါမှာဒီရဲ့ industry ရှေ့မှာကနာမည်ရှိပြီးသား90တန်ပေါ့နော်ဒီ90တန်လို့ခေါ်တဲ့လက်ဖက်လောကမှာနာမည်ရှိပြီးသား brand တွေရှိတဲ့အခါမှာဒီရဲ့ site တွေပြန်ရောင်းပေးတဲ့ site တွေဟာကျွန်တော်ကိုညှင်းလွတ်လိုက်တာတွေလည်းအများကြီးရှိတယ်စားသုံးသူကလည်းမသိသေးဘူးဆိုတော့ဒီရဲ့ရှမ်းရွှေတောင် shoe share ရဲ့ခီးအစဟာအရင်ကြမ်းတမ်းတယ်အရင်စူးစမ်းရတယ်ကျွန်တော်အနေနဲ့ဝန်ထမ်းတစ်ယောက်နှစ်ယောက်လောက်ကနေကျွန်တော်ကိုယ်တိုင်ပင်လင်ဝန်ထမ်းတစ်ယောက်အနေနဲ့ကျွန်တော်စူးစမ်းရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဟာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဟာလူတွေကိုဒီ shoe share ရဲ့ကွဲပြားခြားနာတယ်လက်ဖက်ပဲဒါပေမဲ့ difference ပေါ့နော်ဆိုတဲ့အခါမှာစားသုံးသူကသိလာတယ်စားသုံးသူကဒီရဲ့အရသာကိုသဘောကျလာတယ်ကြိုက်နှစ်သက်လာတယ်ရောင်းချတဲ့သူကလည်းပဲခုနလိုလက်ဖက်ဆိုလို့ရှိရင် shoe share ပဲရောင်းမယ်ဆိုတော့ခုန concept နဲ့အောင်မြင်မှုရလာတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျတော့တဖြည်းဖြည်းနဲ့တက်လာတဲ့ market demand ကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလက်ဖက်လောကတစ်ခုတည်းခုနလိုဖျားတင်နတ်တင်လက်ဆောင်ပေးတဲ့အခြေအနေမဟုတ်တော့ဘဲနဲ့ကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတဲ့အခါကျတော့လူတန်းစားမရွေးကလေးသူငယ်တွေပါစားတဲ့ product တစ်ခုဖြစ်လာတဲ့အခါမှာ demand ကအရန်ကိုကျွန်တော်တို့ကကျေပြန့်တယ် market ကြီးကအကြီးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ company ရဲ့အဲ့ဒီအချိန်မှာဘယ်သူမှ shoe share တဲ့နာမည်ကိုစမထုတ်တဲ့အတွက်ကျွန်တော်က blue ocean ထဲမှာတကောင်နဲ့လွတ်လွတ်လပ်လပ်ကျွန်တော်ကူးခတ်နေရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ market အကြီးကိုကျွန်တော်တို့ကအမြန်ဆုံးပိုင်ဆိုင်တဲ့အခြေအနေကခုချိန်ထိကျွန်တော်တို့ဒါကိုတည်တည်မြဲမြဲကျွန်တော်ထိန်းထားနိုင်ပါတယ်ခင်ဗျာReady,